ဒီလမ်းမပေါ်မှာရောက်ဖူးခဲ့ပါသည်ကံငေါ်ပင်အောက်ကခုံတွေမှာထိုင်မှုခဲ့ပါသည်သူရဲ့ချလို့ရဲ့ချစ်နေစင်မမနေကအချောင်းကန်းနဲ့သူမရှိလို့လိုက်ရှာသည်သူလမ်းတွေတော့ရောက်ခဲ့ပြီးလက်စီကိုများပြောင်းလို့သွားခဲ့သည်ရက်ွက်ထဲကလူတွေလာပြီးပြောနေသည်နောက်တစ်ယောက်တွေ့သွားလိပြီဒါတော့မဖြစ်နိုင်သေးမတူတော့မတန်တာထွက်တာရှင်သာသူမိဘအများကဒီနေ့တကြီးပဲပို့မှာပါအပေါင်းအသင်းများရေအောင်ရေများရေနေရင်ခေါ်တာအကြောင်းကြားပေးကြပါအတွေ့ရင်ပြောကြပါလေကျေးဇူးစပါမည်လက်ခံထားတဲ့သူတွေကိုတရားဆွဲဆုံးမည်နိုင်ငံတော်ကိုတည်သိကျင်သိချင်းနဲ့ပတ်သက်တဲ့ခုံယုံလေးဖွင့်ပါခမညာကျွန်တော်ချစ်တဲ့သူပြောင်းလို့သွားသည်ကျွန်တော်ရှာပြီးမဲအခုထိမတွေ့တော့သည်အတွေ့ရင်ပြောကြပါလေကျေးဇူးစပါမည်လက်ခံထားတဲ့သူတွေကိုတရားဆွဲဆုံးမည်နိုင်ငံတော်ကိုတည်သိချင်းသည်အချင်းနဲ့ပတ်သက်တဲ့ခုံယုံကလေးဖွင့်ပါဗျာကျွန်တော်ချစ်တဲ့သူပြောင်းလို့သွားသည်ကျွန်တော်ရှာပြီးမဲအခုထိမတွေ့တော့သည်ကျေးဇူးပါ